ကျွန်တော်တို့နေတဲ့ကဘာကြီးမှာအရွယ်စားအကြီးဆုံးဆိုတဲ့လေကတစ်စီးပဲရှိခဲ့ပူပါတယ်ဟုတ်ပါတယ်တကယ်ပဲတစ်စီးပဲရှိပူတာပါအဲ့ဒီလေရင်ရဲ့ site ကဘလောက်တောင်ကြီးလဲဆိုတော့ဘောလုံးကွင်းကြီးတကွင်းစာလောက်ကိုကြီးပါတယ်ပြီးတော့သူ့တဲဆောင်နိုင်တဲ့ပမာဏဘလောက်တောင်များလဲဆိုတော့အာကာသလွန်မြန်ရင်ကိုကြောပေါ်မှာတင်ပြီးတော့တဲဆောင်သွားနိုင်ပါတယ်ကျွန်တော်တို့ပုံမှန်လေရင်တစ်စီးဆိုရင်အင်ဂျင်ကတစ်လုံးတက်တယ်နှစ်လုံးတက်တယ်ဒါပေမဲ့အဲ့လေရင်ကကြီးလွန်းတဲ့အတွက်ကြောင့်မလို့အင်ဂျင်က6လုံးတောင်တက်ထားပါတယ်ပြီးရင်သူ့မှာလေရင်ဘိန်းအနေနဲ့32ဘိန်းတောင်ရှိတာပဲဖြစ်ပါတယ်အဲ့ဒီလေရင်ကြီးကကြီးလွန်းတဲ့အတွက်ကြောင့်မလို့လေရင်တောင်မှဒီဘက်ချမ်းကနေပြီးတော့လှမ်းပြီးတော့ကြည့်မယ်ဆိုရင်ဟိုဘက်ချမ်းကိုလုံးဝမမြင်နိုင်ပါဘူးအဲ့လောက်ထိကိုပဲသူ့မှာကြီးမားတဲ့အရွယ်စားရှိတာပဲဖြစ်ပါတယ်ဒီနေ့မှာတော့အဲ့ဒီကမ္ဘာအကြီးဆုံးလေရင်ကြီးရဲ့အကြောင်းကိုဘုဟုသုတအနေနဲ့ရှင်းပြပေးတော့မှာဖြစ်ပါတယ်အားလုံးပဲမင်္ဂလာပါ Flyway အကာမှာကြိုဆိုပါတယ်ဟုတ်ပါတယ်အားလုံးစိတ်ဝင်စားနေတဲ့အဲ့ဒီလေရင်ကတော့ Antonov 225ဆိုတဲ့ Maria ပဲဖြစ်ပါတယ် Maria ဆိုတာကယူကရိန်းဘာသာစကားနဲ့ဆိုရင်တော့အိမ်မက်လို့အဓိပ္ပာယ်ရပါတယ်ဘာလို့အဲ့ဒီအလိန်ကိုအိမ်မက်လို့အဓိပ္ပာယ်ပေးရလဲဆိုတော့သူ့ရဲ့တမိုင်းကြောင်းကနေစပြီးတော့ရှင်းပြပါမယ်သူ့ရဲ့တမိုင်းကြောင်းဖြစ်ပေါ်လာတာဒီလိုဗျ1980ပြည့်နှစ်နောက်ပိုင်းတွေမှာအမေရိကန်နဲ့ဆိုဗီယက်ယူနီယံကသူတို့အာကာသကိုသွားဖို့အတွက်အားပြိုင်နေကြတယ်အဲ့ဒီမှာဆိုဗီယက်ပြည်ထောင်စုကနေပြီးတော့ထုတ်လုပ်ထားတဲ့အာကာသယာဉ်တစ်စီးရှိတယ်သူ့ရဲ့နာမည်ကဘူရန်လို့ခေါ်ပါတယ်အဲ့ဒီဘူရန်ဆိုတဲ့အာကာသယာဉ်ကသူ့မှာအခက်အခဲတစ်ခုရှိတယ်ဘာအခက်အခဲလဲဆိုတော့အဲ့ဒီဘူရန်ဆိုတဲ့အာကာသယာဉ်ကိုထုတ်လုပ်တဲ့နေရာတနေရာဒါပေမဲ့အဲ့ဒီအာကာသယာဉ်ကိုလွတ်တင်မဲ့နေရာတနေရာအဲ့တော့ဒီထုတ်လုပ်တဲ့နေရာနေပြီးတော့လွတ်တင်တဲ့နေရာအထိကိုတည်ဖို့အတွက်ကုန်းချောင်းခီးရနေလဲတွားဖို့အဆင်မပြေဘူးလေချောင်းခီးရနေလဲတွားဖို့အဆင်မပြေဘူးရေချောင်းခီးရနေလဲတွားဖို့အတွက်အဆင်မပြေဘူးအဲ့လိုမျိုးအခက်အခဲတွေရှိတဲ့အတွက်ကြောင့်မလို့ဆိုဗီယက်ယူနီယံရဲ့အာကာသကိုစိုးမိုးခြင်းတဲ့အိမ်မက်ကပြဿနာတစ်ခုဖြစ်ခဲ့ပါတယ်နောက်ဆုံးကြတော့သူတို့အဲ့ပြဿနာကိုဖြေရှင်းဖို့အတွက်အဲ့ဒီဘူရန်ဆိုတဲ့အာကာသယာဉ်ကိုနောက်ဆုံးကြတော့လေချောင်းနဲ့ပဲတည်မယ်ဆိုပြီးတော့သူတို့ဆုံးဖြတ်လိုက်ကြတယ်အဲ့လိုမျိုးတည်မယ်ဆိုပြီးတော့ဆုံးဖြတ်ပြီးတော့အန်တိုနောဒီဇိုင်းဗျူရိုကိုတာဝန်ပေးလိုက်တာပဲဖြစ်ပါတယ်အဲ့ဒီအခါမှာအန်တိုနောဒီဇိုင်းဗျူရိုကနေပြီးတော့သူတို့စဉ်းစားတယ်သူတို့စီမှာလက်ရှိမှာအကြီးဆုံးဆိုတဲ့လေယာဉ်ကအန်တိုနော124ဆိုတဲ့လေယာဉ်ရှိတယ်အဲ့ဒီလေယာဉ်ကိုသူတို့စိုက်ကြည့်ပြီးတော့အန်တိုနော225ဆိုပြီးတော့အဲ့ဒီဘူရန်ဆိုတဲ့အာကာသယာဉ်မြန်ကိုတင်ပြီးတော့တည်ဆောင်နိုင်တဲ့လေယာဉ်တစ်စီးတည်ဆောက်မယ်ဆိုပြီးတော့ဆုံးဖြတ်လိုက်တာပဲဖြစ်ပါတယ်အဲ့ဒါကြောင့်မလို့ဆိုဗီယက်ပြည်ထောင်စုရဲ့အိမ်မက်ကိုအကောင့်ထဲပေါ်ပေးမယ်မရီယာဆိုတဲ့လေယာဉ်ကိုထုတ်လုပ်နိုင်တာပဲဖြစ်ပါတယ်အဲ့ဒီအန်တိုနော225ကို1985မှာစတင်ဒီဇိုင်းဆွဲခဲ့တယ်1988ရောက်တဲ့အခါမှာတော့လေပေါ်မှာစပြီးတော့ပြန်တန်းနိုင်နေပြီ1989နောက်ပိုင်းမှာဆိုရင်တော့ဘူရန်ဆိုတဲ့အာကာသယာဉ်ကိုကြောပေါ်မှာတင်ဆောင်ပြီးတော့ပြင်သစ်အဲရှိုးတွေမှာပါပြသနိုင်တဲ့အခြေအနေကိုရောက်ရှိနိုင်ခဲ့တာပဲဖြစ်ပါတယ်။ကဲဟုတ်ပြီ။အဲ့ဆိုရင်အန်တိုနော225ရဲ့အရွယ်အစားနဲ့စွမ်းဆောင်ရည်တွေကိုတစ်ချက်ကြည့်လိုက်အောင်။အန်တိုနော225ကအလျားဆိုရင်185ပေအနံဆိုရင်190ပေတောင်ရှိရပဲဖြစ်ပါတယ်။အဲ့ဒီအရွယ်အစားကဘောလုံးကွင်းတစ်ကွင်းစာလောက်ကိုရှိပါတယ်။သူ့ရဲ့အမြင့်ကလည်းပေ60ရှိရဖြစ်တဲ့အတွက်ကြောင့်မလို့6တက်တက်တစ်တိုက်စာလောက်ကိုအရွယ်အစားရှိရပဲဖြစ်ပါတယ်။အဲ့လောက်ပမာဏဖြစ်တဲ့အတွက်ကြောင့်မလို့သူတည်ဆောင်နိုင်တဲ့ပမာဏကလည်းများပါတယ်သူတည်ဆောင်နိုင်တဲ့ပမာဏကကြောပေါ်မှာဆိုရင်တန်200တန်နိုင်တယ်သူ့ရဲ့ကာကိုထဲမှာဆိုရင်တော့တန်250ကိုတည်ဆောင်နိုင်တာပဲဖြစ်ပါတယ်အဲ့လိုမျိုးကမ္ဘာအကြီးဆုံးလေယာဉ်ကြီးကိုဆိုဗီယက်ပြည်ထောင်စုကနေပြီးတော့သူတို့ရဲ့အာကာသစီမံကိန်းမှာအစောဆုံးအနေနဲ့အသုံးပြုခဲ့ရပဲဖြစ်ပါတယ်အန်တိုနို225ကိုအာကာသ project မှာအသုံးပြုပြီးတဲ့နောက်ပိုင်းမှာဆိုရင်တော့သူ့ကိုကာကို aircraft အနေနဲ့ပြောင်းလဲပြီးတော့အသုံးပြုခဲ့တာပဲဖြစ်ပါတယ်ပြောရရင်တော့ကုန်တင်လေယာဉ်ဖြစ်နေပြောင်းပြီးတော့ဆက်ပြီးတော့အသုံးပြုတာပဲဖြစ်ပါတယ်ဆိုဗီယက်ပြည်ထောင်စုအနေနဲ့ရှိတုန်းကတော့အန်တိုနော225ကဆိုဗီယက်ပြည်ထောင်စုရဲ့အပိုင်ပေါ့နော်နောက်ပိုင်းဆိုဗီယက်ပြည်ထောင်စုကြီးပြိုကွဲသွားတဲ့အချိန်မှာတော့အန်တိုနော225ကယူကရိန်းအပိုင်ဖြစ်လာပါတယ်အန်တိုနော225ကကုန်တင်လေယာဉ်ဖြစ်နေအကြာကြီးအလုပ်လုပ်ခဲ့ပါတယ်သူ့ရဲ့နာမည်အကြီးဆုံး mission တွေကတော့ချီလီကနေပြီးတော့ဘိုလီးဗီးယားကို transformer 12လုံးပို့ပေးခဲ့တဲ့ mission တွေပြီးရင်နမီးဘီးယားနိုင်ငံကိုစေဝါအထောက်ပံ့ပစ္စည်းတွေတွားပြီးတော့ပို့ခဲ့တဲ့ mission တွေအဲ့ဒါတွေကတော့နာမည်အကြီးဆုံးပဲဖြစ်ခဲ့ပါတယ်ဒါကတော့ကမ္ဘာအကြီးဆုံးလေယာဉ်အန်တိုနော225 Maria ရဲ့တမိုင်းကြောင်းကိုပြောပြသွားပဲဖြစ်ပါတယ်အခုတော့အဲ့ဒီလေယာဉ်လည်းမရှိတော့ပါဘူး2022ခုနှစ်ရုရှားယူကရိန်းစစ်ပွဲဖြစ်တဲ့အချိန်မှာအဲ့လေယာဉ်လည်းပျက်စီးသွားပြီပဲဖြစ်ပါတယ်မိတ်ဆွေတို့အန်တိုနော225ရဲ့အကြောင်းကိုဘယ်လိုထင်လဲမိတ်ဆွေတို့ရဲ့ထင်မြင်ချက်ကိုအောက်က comment မှာမျှဝေနိုင်ပါတယ်လေယာဉ်ကြောင်းဘူးသားတွေကိုထပ်ပြီးတော့မျှဝေပေးတော့မှာဖြစ်တဲ့အတွက်ကြောင့်မလို့ဒီ channel လေးကို follow နဲ့ subscribe လုပ်ပေးဖို့မမေ့နိုင်အောင်နော်အာရုံစိုက်ပြီးကြည့်ပေးတဲ့အတွက်ကျေးဇူးတင်ပါတယ်နောက်တစ်ပုံမှာပြန်ဆောင်ကြမယ်